မြတ်စွာဘုရားပွင့်ပေါ်တော်မူလာမှဟောပြောပြသပေးခဲ့တဲ့အကျင့်တရားဝိပဿနာအကျင့်တရားပဲဖြစ်တယ်။အဲဒီဝိပဿနာဆိုတာအဓိကကဘာလဲလို့ဆိုရင်သုံးသပ်ဆင်ခြင်တာပဲ။အသိဉာဏ်ကိုအဓိကထားတာသုံးသပ်ဆင်ခြင်ခြင်းနဲ့အမှန်မြင်ခြင်းပဲဖြစ်တယ်။ဒါကြောင့်မို့ဝိပဿနာဆိုတဲ့စကားလုံးကဝိထူးထူးခြားခြားသို့မဟုတ်အနိစ္စအချင်းရာဒုက္ခအချင်းရာအနတ္တအချင်းရာလို့ဆိုတဲ့တကယ်စစ်မှန်တဲ့အနေအထားတိုင်းပဿနာရှုမြင်နိုင်တာလို့ဒီလိုဆိုအမှန်မြင်တဲ့သဘောကိုဖော်ပြတာနော်အဲ့တော့ဝိပဿနာဆိုဒီမှာထူးထူးခြားခြားနဲ့မှန်မှန်ကန်ကန်မြင်တဲ့အမြင်မျိုးအသိဉာဏ်မျိုးကိုဝိပဿနာလို့အဲ့ဒီဉာဏ်မျိုးကိုပဲနိုင်ငံခြားလေးလာတဲ့ပုဂ္ဂိုလ်တွေကဝိပဿနာကို insight knowledge လို့ပဲဒီလိုပဲပြန်ကြတယ်ပေါ့နော်အမှန်ကန်သိမြင်ဖို့အဲ့ဒီအမှန်ကန်သိမြင်ဖို့ဆိုတာဘာနဲ့ပတ်သက်ပြီးတော့အမှန်ကန်သိမြင်ရမှာလဲလို့ဆိုတဲ့အခါမှာမိမိတို့တဏ္ဍာမှာဖြစ်ပေါ်နေတဲ့ယုံနာဓမ္မသင်္ခါရတွေနဲ့ပတ်သက်ပြီးတော့အမှန်ကန်မြင်တာကိုဆိုလိုတယ်မြတ်စွာဘုရားတရားတော်တွေဟာအဓိကအားဖြင့်ဘာကိုရှင်းပြတာတော့ဆိုအကြောင်းနဲ့အကျိုးဒီနှစ်ခုကိုရှင်းပြတာဖြစ်တယ်ဒီအကြောင်းကျိုးကိုမှန်မှန်ကန်ကန်သိမှသာလင်တဏှာဝကလွတ်နိုင်တဲ့လမ်းစဆိုတာရှာတွေ့အမှန်ကန်မသိဘူးဆိုလို့ရှိရင်တဏှာဝကထွက်ပေါက်ဆိုတာမတွေ့နိုင်ဒါကြောင့်မို့မြတ်စွာဘုရားကရှုမြင်သုံးသပ်ဖို့အချက်၃မျိုးဟောထားတာရှိတယ်အတ္တဓာတ်နဲ့အာဒီနဝနေတရဏလို့ဆိုပြီးတော့၃မျိုးဟောတယ်အရာရာမှာအဲ့ဒီ၃မျိုးနဲ့စူးစမ်းရှာဖွေကြရအတ္တဓာတ်ဆိုတာကျင့်납เสียကောင်းတဲ့အချက်ဘုန်းကြီးတို့တွေရထားတဲ့ခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့ကျင့်납เสียကောင်းတဲ့အချက်အာရိနဝဆိုတာကျင့်납เสียမကောင်းဘူးအပြစ်အနာစာနောက်ကမှကောင်းတာလည်းရှိတယ်မကောင်းတာလည်းရှိတယ်ကျင့်납เสียကောင်းတဲ့ဟာကိုအတ္တဓာတ်ကျင့်납เสียမကောင်းဘူးအပြစ်အနာစာအာရိနဝအဲ့ဒီနှစ်ခုခွဲခြားသိပြီးတဲ့အခါမှာအခုလို့တစ်ဖက်ကตายဝဲဆိုတာတွေ့နိုင်တော့လဲတစ်ဖက်ကအပြစ်တွေတွေ့နေရတဲ့အရာမျိုးကထွက်ပေါက်ရှာခြင်းဘယ်လိုလုပ်ရမလဲထွက်ပေါက်ကိုဖော်ပြတဲ့နေတရဏလို့ဆိုပြီးဒီ၃မျိုးရှိအတ္တရအာရိနဝနေတရဏအဲ့လို၃မျိုးအဲ့ဒီ၃မျိုးကိုသိဖို့နောက်ဒါကအကျဉ်းအားဖြင့်၃မျိုးထဲမှာနောက်ထပ်ဘာတစ်ခုထပ်တိုးနိုင်လို့ဆိုဥပါယလို့ခေါ်တယ်ထွတ်မြောက်ဖို့ရနိလန်းဆိုတာလေပါသေးတယ်နော်အဲ့ဒါလို့ဒီအချက်တွေကိုပိုင်းခြားသိနိုင်ဖို့ရအတွက်နိလန်းကိုဖော်ပြတဲ့အနေနဲ့မြတ်စွာဘုရားကအကြောင်းအကျိုးကိုရှင်းပြတဲ့အခါသစ္စာ၄ပါးဆိုတာအကျဉ်းဆုံးနည်းနဲ့ရှင်းပြတာအကျဉ်းဆုံးနည်းနဲ့ရှင်းပြတဲ့အခါကျဒုက္ခနဲ့ဒုက္ခသမုဒယလို့ဘုန်းကြီးတို့တွေရထားတဲ့ခန္ဓာကြီးကဒုက္ခထိုရထားတဲ့ခန္ဓာကြီးရဲ့အကြောင်းတရားကသမုဒယတဏှာလို့ဆိုပြီးဟောဒုက္ခဆိုတဲ့နာမည်နဲ့ခန္ဓာ၅ပါးကိုမြတ်စွာဘုရားကအမည်ပေးထားတယ်။ဘာဖြစ်လို့ဒုက္ခဆိုတဲ့နာမည်နဲ့အမည်ပေးရတယ်လဲဒီနေရာမှာဆင်းရဲလို့ဒုက္ခဆိုတဲ့နာမည်နဲ့အမည်ပေးတာလားလို့ဆိုဒီအဓိပ္ပာယ်မျိုးမဟုတ်ဘူးဒုဆိုတာပြဿနာတွေဘေးရန်အန္တရာယ်တွေအားလုံးတရားဖြစ်လို့ဒီခန္ဓာကိုယ်ကြီးမှာပြဿနာတွေအားလုံးဘေးရန်အားလုံးယောဂအားလုံးဟာခန္ဓာကိုယ်ကြီးရှိတဲ့ပုဂ္ဂိုလ်မှာရှိတာဖြစ်တော့ကြောင့်ဒုအင်တာမဆက်ဆုပ်เสียကောင်းတယ်ယွန်းစရာကောင်းတယ်ဆိုလိုတာကအင်တာမနန်စော်တဲ့မကောင်းတဲ့မတရီစရာကောင်းတဲ့အရာတွေရှိနေတဲ့နေရာဆိုလို့ရှိရင်ဒါဒုအမတန်မှဆက်ဆုပ်เสียကောင်းတယ်လို့ပြောဟောဒီခန္ဓာကိုယ်ကြီးကလည်းပဲဘေးရန်အန္တရာယ်တွေအားလုံးစုဝေးတည်ရှိရဖြစ်တော့ကြောင့်ဒုဆက်ဆုပ်เสียကောင်းပြီးတော့ခကိုထင်တဲ့အရာတစ်ခုမှမရှိတာလို့တုံညသဘောကိုပြောတယ်ခဆိုတာဒီထဲမှာငါလို့ပြောเสียဆိုတာလည်းတစ်ခုမှမရှိဘူးငါဟာလို့တတ်မှတ်เสียလည်းတစ်ခုမှမရှိဘူးဒါကြောင့်မို့ခန္ဓာ၅ပါးသည်ဒုက္ခဆက်ဆုပ်เสียကောင်းပြီးတော့ကိုထင်တဲ့အတိုင်းဘာတစ်ခုမှမရှိတဲ့အရာလို့ဒီအဓိပ္ပာယ်နှစ်ခုနဲ့ဒုက္ခလို့ဟ
ဟောသစ္စာလေးပါးမှာရထားတဲ့ခန္ဓာကိုယ်ပေါ်မှာရသော်ဗျာဒီလိုသုံးသပ်ပြတာနော်